ကဲဘေးရှိန်ဆဆဘလောက်ဆဆရိုးမသွားတဲ့ချန်ပုံကြိုကိုအိမ်ကလက်လက်ဆက်ဆက်လေးခူပြီးကြိုပါမယ်အိမ်သားမှာကိုယ်တိုင်စိုက်ထားတာဆိုတော့ရှေ့ခါနေ့မှာလက်လက်ဆက်ဆက်နဲ့နုနုလေးတွေခူရှိရတာပေါ့နော်အရသာလေးရှိပါတယ်ချန်ပုံကြိုကြိုက်ကြလားရှင်ချန်ပုံကြိုကြိုက်တဲ့တငယ်ချင်းတို့ရေလာခူလို့ရတယ်နော်အိမ်သားမှာချန်ပုံလေးကစုံရှိတာအရန်ဆင်ပြေပါတယ်ဟဲ့ညိုပေးရှင်းမလားချန်ဟန်ပဲရှင်းမလားဈေးမတော်တဲ့နေ့ဆိုရင်တော့ကွတိပါပဲရှင်ချန်ပုံကြိုထည့်ဖို့ပင်ဆိုင်လေးနည်းနည်းထည့်ခူပါမယ်ကဲဒါလေးတွေကတော့ကျိုးဖို့အဆင်သင့်ဖြစ်နေပါပြီငရုတ်သီးရဲ့ကျစ်တုံဖြူနဲ့ငပိကိုဆနွှဲမှုထည့်ပြီးတစ်ခါတည်းညှိအောင်ထောင်းထားပါမယ်ငရုတ်သီးကိုဆနွှဲမှုထည့်ပြီးတော့ညှစ်ပြီးဆိုမှကျစ်တုံဖြူနဲ့ငပိကိုထည့်ထောင်းပါတယ်ကဲထောင်းပြီးသွားပြီဆိုရင်တော့အရင်ဆုံးစီတက်ပါမယ်စီတက်နံလေးမှုေးလာပြီဆိုရင်တော့ဝတ်သားထည့်ပါမယ်ဝတ်သားကြိုထားတာလေးကလည်းမှုေးလာပြီဆိုရင်မြင့်ထည့်ပါမယ်မြင့်ကိုစီပြန်အောင်ခဏကြိုထားပေးပါမယ်ပြီးမှဆားအချုံမုံငါပြရေးထည့်ပါမယ်ပြီးရင်တော့ချင်ပုံရွေးကိုထည့်ပါမယ်ရှင်ချင်ပုံရွေးကနည်းနည်းအရေးနေပါနေလို့ရှိရင်တော့ရေနွေးမှာ2မိနစ်လောက်ပြုတ်ပြီးတော့အရေကိုညှစ်ထုတ်လိုက်ပါရှင်အဲ့ဒါဆိုရင်တော့ငပိလေးအများကြီးမသုံးရတော့ဘဲနဲ့ရှင်လေးမရှင်တော့ဘူးပေါ့နော်ကဲစီပြန်လာပြီဆိုရင်ဘန်ဆိုင်လေးထည့်ပြီးတော့ခဏမှွေထားလိုက်ရင်သုံးဆောင်လို့ရပါပြီရှင်ဆွေးဗီဒီယိုကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်